တရားထိုင်မှအပေတကားပိတ်တယ်ဆိုတာတော့အပေတကားပိတ်ခြင်းလွဲပါတယ်၅ပါးသီလလုံးနဲ့အပေတကားပိတ်ပါတယ်ချောင်းကနေတောင်မြည်သွားလိုက်ဦးမယ်နော်ပိတ်ပါတယ်ခဏတော့ပိတ်မှာပေါ့နော်၅ပါးသီလသာလုံအောင်ထိအပေတကား၅ပါးသီလလုံးနေဆိုရင်အပေမကြဘူးအပေမကြနိုင်ဘူးအဲ့ဒါကြောင့်၅ပါးသီလအပေကြတယ်ဆိုတာအကုသိုလ်ကြောင့်ကြတာလေအကုသိုလ်မှလည်းအပေကြလောက်တဲ့အကုသိုလ်တွေလုံးမှအပေဆိုတာကြမြတ်စွာဘုရားကပုံသေးကြီးဘယ်တော့မှမဟုတ်ဘူးခေါ်တာရှိတယ်အနန္တရိယပိဿနန္တရိယကမ္မ၅ပါးကျူးလွန်ရင်တော့သိကြပေါက်ပဲနော်အမေတတ်တယ်အဖေတတ်တယ်ယဟန္တာကိုတတ်တယ်မြတ်စွာဘုရားသွေးစိမ့်တီအောင်ပြစ်မှားတယ်သံဃာသင်္ခွဲတယ်ဆိုရင်တော့ဒါသိကြပေါက်ပဲကြံတဲ့ဟာတွေကတော့သိကြပေါက်လို့ပြောဘူးနော်သိကြပေါက်ပြော maybe နဲ့ပဲတွား possible ဘာလို့လဲဆိုလူမှာ condition တွေကရှိတာအခြေအနေတွေကမတူဘူးလေကဲတစုံတစ်ခုမဟုတ်တာလုပ်တိုင်းဒီပြစ်မှုတစ်ခုကျူးလွန်တိုင်းဒီပြစ်မှုကျူးလွန်ရင်1300နှစ်ဆိုပါတော့ကြာလာလူတိုင်းအဲ့ဒီပြစ်မှုကျူးလွန်တိုင်းကြာလာပတ်စံရှိတဲ့လူကြမကြာဘူးလေဘာလို့ဆိုသူပိုက်ဆံကသူ condition ခေါ်တာပဲနော်လူကြီးနဲ့သိရင်လည်းမကြာဘူးတရားလူကြီးနဲ့သိရင်လည်းမကြာဘူးဘာမှမကြာတော့အဲ့ဒါကောင်းတဲ့ condition တွေရှိတယ်လေသူမှာအဲ့လိုဆိုလိုတာအပေရလည်းအဲ့လိုပဲမကောင်းတာလုံးမိပြီပဲလို့ကိုကျင်တရားတွေရှိတယ်ဒါနတွေလုပ်တယ်ကမ္မထာတွေထိုင်နေဆိုရင်အဲ့ဒါတွေကကယ်မှာပဲပေါ့ဒီလို